ဒေတာရင်းကသူထေးမကြီးတယောက်ဟာသူ့ရဲ့အနာဂတ်ချွေးမလောင်းကိုရွေးချယ်ဖို့ရောက်လာခဲ့ပါတယ်လူငယ်မျိုးသမီးတိုင်းကသူထေးမကြီးရဲ့အာယုံဆိုင်မှုကိုရဖို့အတွက်သူတို့ကိုယ်သူတို့အကောင်းဆုံးဖြစ်အောင်ပြင်ဆင်ပြီးအပြိုင်ဆိုင်စ조사နေကြပါတယ်ဒါပေမဲ့သူထေးမကြီးကတော့အဝေးဆုံးထောက်မှာရက်နေရဲ့မိန်းကလေးကိုပဲရွေးချယ်လိုက်ပါတယ်အဲ့ဒီမိန်းကလေးကမိတ်ကပ်တစ်ဆက်မှမလိမ့်ထားပေမဲ့သူ့ရဲ့တဘာဝအလားကတော့အလုံးကိုဆွဲဆောင်မှုရှိနေပါတယ်အဲ့ဒီလိုနဲ့ပဲရွာကမိန်းကလေးရိုးရိုးလေးတယောက်ရဲ့ဘဝဟာလုံးဝပြောင်းလဲသွားပြီးသူထေးမကြီးရဲ့ချွေးမဖြစ်လာခဲ့ပါတော့တယ်မိန်းကလေးရဲ့ဖခင်ကလည်းသူ့ရဲ့တားမန်လောင်းကိုကြိုဆိုဖို့အတွက်မင်္ဂလာပွဲကြီးကိုခန်းခန်းနာနာကျင်းပပေးပေမဲ့သူတို့သားလောင်းကတော့ပျော်ရွှင်ပုံမရပါဘူးပွဲစားပြီး2မိနစ်လောက်မှတင်သူကထွက်သွားပါတော့တယ်အဲ့ဒီအချိန်မှာပဲမိန်းကလေးကမင်္ဂလာဆောင်အတွက်လက်ဆောင်ဝယ်ဖို့ဆိုင်တစ်ဆိုင်စီတချင်းချင်းပျော်ပျော်ရွှင်ရွှင်ထွက်လာခဲ့ပါတယ်ဆိုင်ထဲဝင်ချင်းပဲသူကဆိုင်ထဲကအခွန်မာသီးတွေကိုမတော်တဆတိုက်မိပြီးမှောက်ကျသွားလို့ကုန်းကောက်နေတော့ခေါင်းမောလိုက်တဲ့အခါမှာတော့အရန်ချောတဲ့လူငယ်တယောက်နဲ့မျက်နှာချင်းဆိုင်ဖြစ်သွားပါတယ်အဲ့ဒီလူဟာသူ့ရဲ့အနာဂတ်ခင်ပွန်းလောင်းမှန်သူလုံးဝမသိခဲ့ပါဘူးသူတို့နှစ်ယောက်ဟာပထမဆုံးအကြိမ်တွေ့ဆုံကြတာဖြစ်ပေမဲ့တယောက်ကိုတယောက်မမှတ်မိကြပါဘူးအဲ့ဒီလူကမိန်းကလေးကိုဆိုင်ဝန်ထမ်းတယောက်လို့ထင်မှတ်မှာပြီးစကားများကြပါသေးတယ်ဆိုင်ပိုင်ရှင်ရောက်လာမှပဲအမားပြင်ဆင်ပြီးသူကစာယာကိုတောင်းပန်ခဲ့ရပါတယ်သူကတော့စာယာကိုမျက်တောင်မခတ်ပဲနေကြည့်နေမိပါတယ်ဒါပေမဲ့မိန်းကလေးကတော့သူ့ကိုမျက်နှာသာမပေးပါဘူးဆိုင်ကနေမထွက်ခွာခင်မှာသူတို့နှစ်ယောက်တယောက်နဲ့တယောက်စောင်းငယ်ကြည့်လိုက်မိကြပါတယ်အဲ့ဒီလူကတော့မိန်းကလေးရဲ့အကြည့်မှာဆွဲလန်းကြီးဆွဲလန်းသွားသလိုပါပဲအဲ့ဒီလူကမင်္ဂလာပွဲကိုပြန်ရောက်လာတဲ့အခါမှာတော့သူတို့သမီးကဂုဏ်ပြုစကားပြောနေရင်းနဲ့ပဲနောက်ထပ်မမျှော်လင့်ထားတဲ့အခက်အခဲတစ်ခုဖြစ်ပေါ်လာခဲ့ပြန်ပါတယ်